အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာရည်မှန်းချက်ပန်းတိုင်ရှိခြင်းရဲ့ကောင်းကျိုးများကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရည်မှန်းချက်ပန်းတိုင်ဆိုတာလူတစ်ယောက်ရဲ့ဘဝကိုလမ်းမပြောက်အောင်ထိန်းထားပေးတဲ့ဘဝရဲ့ဤတည်ချက်တစ်ခုပဲဖြစ်ပါတယ်အောက်မှာတော့ဘဝမှာရည်မှန်းချက်ပန်းတိုင်ရှိခြင်းရဲ့ကောင်းကျိုးများ၅ခုကိုရှင်းပြပေးပါမယ်နံပါတ်1ကိုလိုချင်တာကိုတိတိကျကျသိပြီးရအောင်ယူနိုင်ခြင်းရည်မှန်းချက်ပန်းတိုင်ရှိတဲ့သူဟာကိုယ့်ဘဝမှာကိုယ်ပါလိုချင်တာလဲဘာဖြစ်ချင်တာလဲဆိုတာကိုတိတိကျကျသိတဲ့အတွက်သူလိုချင်တာတွေကိုရအောင်ယူနိုင်ကြပါတယ်ဒီလိုရအောင်ယူနိုင်ဖို့အတွက်သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကသူတို့ကိုများစွာကူညီပေးနိုင်ပါတယ်နံပါတ်2အောင်မြင်မှုကိုရှာတွေ့ခြင်းပန်းတိုင်ရှိခြင်းဟာအောင်မြင်တဲ့ဘဝတစ်ခုကိုရှာတွေ့ခြင်းပါပဲအောင်မြင်မှုရဲ့အစရည်မှန်းချက်ပန်းတိုင်ကလို့ကျွန်တော်ကတော့ဆိုချင်ပါတယ်ဘဝမှာရည်မှန်းချက်ပန်းတိုင်ရှိတယ်ဆိုရင်ကိုလိုချင်တဲ့ဘဝကိုရအောင်ယူနိုင်မှာပဲဖြစ်ပါတယ်ကိုလိုချင်တာရတဲ့ဘဝဟာအောင်မြင်တဲ့ဘဝတစ်ခုကိုရတာပဲဖြစ်ပါတယ်ဒါကြောင့်ဘဝမှာအောင်မြင်မှုရဖို့အတွက်ရည်မှန်းချက်ပန်းတိုင်ကိုချမှတ်ဖို့လိုအပ်ပါတယ်နံပါတ်3စိတ်အားတက်ကြွခြင်းရည်မှန်းချက်ပန်းတိုင်ရှိတဲ့သူဟာဘဝမှာအခက်အခဲတွေကြာရှုံးမှုတွေကြုံတွေ့ရပေမဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ပါတယ်သူတို့မှာတေချာတဲ့ပန်းတိုင်တစ်ခုရှိတဲ့အတွက်လက်ရှိမှာအဆင်မပြေမှုတွေအပေါ်အာရုံမထားပဲသူတို့ရဲ့ပန်းတိုင်အပေါ်မှာပဲယုံကြည်စိတ်အပြည့်နဲ့အာရုံထားတဲ့အတွက်စိတ်တက်မကြပဲပန်းတိုင်ကြောင့်စိတ်အားတက်ကြွနေပါလိမ့်မယ်ဘဝမှာအခက်အခဲနဲ့တွေ့တဲ့အခါရည်မှန်းချက်ပန်းတိုင်ရှိတဲ့သူကဘယ်တော့မှအရှုံးမပေးတတ်ပါဘူးလက်လျှော့အရှုံးပေးတဲ့သူတွေဟာရည်မှန်းချက်ပန်းတိုင်မရှိလို့ပါရည်မှန်းချက်ပန်းတိုင်ကြအောင်သူတို့ရဲ့စိတ်ဓာတ်တွေကိုမြင့်တင်နိုင်ကြပါတယ်နံပါတ်4အခွင့်အလမ်းကိုရရှိခြင်းအခက်အခဲဆိုတာမရှိရင်အခွင့်အလမ်းဆိုတာလည်းရှာတွေ့မှာမဟုတ်ပါဘူးအခွင့်အလမ်းဆိုတာထိုင်ဆောင်နေသူအတွက်မဟုတ်ပါဘူးအခွင့်အလမ်းကကြိုတင်ပြင်ဆင်ထားသူအတွက်ပါရည်မှန်းချက်ပန်းတိုင်ရှိတဲ့သူတွေဟာဘဝမှာကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုရရှိနိုင်ပါတယ်နံပါတ်5အနာဂတ်အတွက်ဘဝအာမခံချက်ရှိခြင်းရည်မှန်းချက်ပန်းတိုင်ရှိတဲ့သူရဲ့ဘဝဟာအာမခံချက်ရှိပါတယ်ဘဝအာမခံချက်ဆိုတာကိုယ့်ဘဝအတွက်ဘဝစီမံကိန်းရေးဆွဲထားခြင်းပါဘဝစီမံကိန်းဆိုတာဘဝစက်ဝိုင်းကိုဟန်ချက်ညီအောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဟန်ချက်ညီတဲ့ဘဝဆိုတာစီမံကိန်းချမှတ်ပြီးအစီအစဉ်တကျဆောင်ရွက်ခြင်းပါရည်မှန်းချက်ရှိတဲ့သူတွေကဘဝစီမံကိန်းရှိတဲ့အတွက်အနာဂတ်မှာဘဝအာမခံချက်ရှိကြပါတယ်ဒါကြောင့်တင့်ဘဝအနာဂတ်မှာဘဝအာမခံချက်ရှိဖို့အတွက်ရည်မှန်းချက်ပန်းတိုင်ကိုမဖြစ်မနေချမှတ်ဖို့လိုအပ်ပါတယ်အခုဖော်ပြသွားတဲ့အချက်၅ချက်ကရည်မှန်းချက်ပန်းတိုင်ရှိခြင်းကြောင့်ရရှိလာမယ့်ကောင်းကျိုးတွေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်